တချို့မသိတဲ့ ancient တွေပေါ့နော် customer တွေရှိပါတယ်သူတို့လည်းဝယ်ထားတာဒီကားလေးကိုတကယ်လဲကားကသူတို့နားမလဲပဲဝယ်ထားတာပါဝယ်ထားတဲ့ခါကျတော့တကယ်လဲအတိုက်ခိုက်ပါပေါ့နော်ပါတော့သူတို့လည်းပြန်ရောင်းတော့အခက်အခဲရှိလို့နေတူပါတယ်ကျွန်တော်စီရောက်လာကြတယ်ကျွန်တော်လည်းအကူညီပေးခြင်းပါတယ်တခါကျတော့လည်းcustomer တွေကိုမကူညီပေးနိုင်တာကိုလည်းခွင့်လွှတ်ပါလို့ကျွန်တော်ပြောခြင်းပါတယ်ကျွန်တော်အယောင်းလာတဲ့ကားလေးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကားကိုစစ်ဆေးပြီးမှအယောင်းတင်တာမို့လို့ပါကျွန်တော်ဘယ်တော့မှအလုပ်တစ်ခုကိုကျွန်တော်ဒီပြီးစောတယ်မလုပ်ဘူးမင်းလည်းခဲပြစ်မလုပ်ဘူးဟုတ်ထုံးစံတိုင်းမှာကျွန်တော် link ခအိမ်မှာပေါ့နော်ဒီနေ့ကတော့ကျွန်တော်ပြောနေတာပေါ့နော်ကျွန်တော်အယောင်းလာအပ်တဲ့ကားပေါ့နော်ကားတွေရှိရပေါ့နော်ခါကြောက်လဲသူတို့ကတော့အာကိုတကြီးနဲ့အယောင်းလာအပ်တာပေါ့နော်သူတို့ကားလေးရောင်းထွက်အောင်တချို့ကြတော့အပြင်စီးသမားတွေပေါ့နော်သူတို့ကားလဲကျင်တာဖြစ်ဖြစ်အရေးပေါ်ငွေလိုဖြစ်ရောင်းထွက်အောင်ဆိုပြီးလာဆက်ကြပါတယ်ကျွန်တော်သိတယ်မခါကြောက်လဲလေကိုကရောင်းမပေးနိုင်တဲ့ဟာလေးရှိတယ်ကိုလည်းတကယ်ကိုစိတ်မကောင်းဖြစ်တယ်ပေါ့နော်ဘာလို့ရောင်းမပေးနိုင်ဘူးလဲဆိုတော့ကျွန်တော်ညံဘယ်လိုပြောရမလဲဆိုတော့ပတ်ဆိုင်ရာတိုင်းအလုံးမလုံးတတ်တဲ့ကောင်ကျွန်တော်ကြော်ညာထားလို့ပဲအတိုက်ခိုက်မရှိရဘူးအတိုက်ခိုက်ကင်းမှပဲကျွန်တော်ကအယောင်းတင်ပေးတာအဲ့တော့ကျွန်တော်တငယ်ချင်းတွေစီကိုပြန်ပြီးလွတ်ပေးရပါတော့အကိုကြီးဒီကားလေးကတော့ကျွန်တော်အတိုက်ခိုက်ပါလို့ကျွန်တော်ကတော့ရောင်းပေးလို့မရဘူးပေါ့နော်တခုတော့ရှိရပါတော့အတိုက်ခိုက်ပါတဲ့ဈေးနဲ့ရောင်းရင်တော့ရတာပေါ့ဗျာဒါလေးတော့ဘယ်နှမှာထိထားပါတယ်လို့ဘယ်လိုလေးထိထားပါတယ်လို့ပြောပြီးကျွန်တော်အဲ့လိုပြောရောင်းရင်တော့တမျိုးပေါ့ကျွန်တော်တငယ်ချင်းတွေအဲ့လိုပြောရောင်းတဲ့လူတွေရှိရလေကျွန်တော်ကြောက်လည်းအဲ့လိုလည်းမပြောချင်ဘူးပြောလည်းပြောချင်ငိုတဲ့ကိုကားကိုရောင်းလာတယ်တိုက်ခိုက်မပါဘူးဆိုပြီးတော့ပဲကြော်ညာပြီးရောင်းလာတာလေကားကောင်းမဲ့ကိုကရောင်းလာတော့မပြောချင်ဘူးအခုကျတော့ကိုကအဲ့လိုမျိုးအကူညီလာတောင်းတဲ့ကားလေးတွေ့တော့လေခါကျတော့သူတို့လည်းသူခက်ခဲသူလာရောင်းတာပေါ့နော်ကျွန်တော်အဲ့လိုတွေလာပြတဲ့ခါကျတော့ဒီနေ့ဆိုလည်းအကူတယောက်ပဲကားလေးလာရောင်းတယ်အခု TikTok ထဲမှာသူလည်းကြည့်နေမှာပါအဲ့ကိုလည်းသူကတိုက်ထားတော့နော်ကျွန်တော်လည်းကိုကြီးဒါကတော့ကျွန်တော်ရောင်းပေးလို့မရဘူးပေါ့နော်ကျွန်တော်ဘလို့မှပြောမထွက်ဘူးရောင်းလည်းမရောင်းချင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်လည်းကိုကြီးဘယ်လောက်ပေးကျွန်တော်လည်းအလုပ်လုပ်လို့အဆင်မပြေဘူးကျွန်တော်ကတော့တခြားလူလွတ်ပေးလိုက်မယ်ဒီလူနဲ့ရောင်းကြည့်ရင်အဆင်ပြေလိမ့်မယ်သူကတော့အဲ့လိုမျိုးလေးပြောရောင်းတတ်တယ်ပေါ့နော်ကျွန်တော်အဲ့လိုပဲညွှန်ပေးလိုက်တာအားကြောင့်လည်းတချို့မသိတဲ့ ancient တွေပေါ့နော် customer တွေရှိပါတယ်သူတို့လည်းဝယ်ထားတာဒီကားလေးကိုတကယ်လဲကားကသူတို့နားမလဲပဲဝယ်ထားတာပါဝယ်ထားတဲ့ခါကျတော့တကယ်လဲအတိုက်ခိုက်ပါပေါ့နော်ပါတော့သူတို့လည်းပြန်ရောင်းတော့အခက်အခဲရှိလို့နေတူပါတယ်ကျွန်တော်စီရောက်လာကြတယ်ကျွန်တော်လည်းအကူညီပေးခြင်းပါတယ်တခါကျတော့လည်းcustomer တွေကိုမကူညီပေးနိုင်တာကိုလည်းခွင့်လွှတ်ပါလို့ကျွန်တော်ပြောခြင်းပါတယ်ကျွန်တော်အယောင်းလာတဲ့ကားလေးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကားကိုစစ်ဆေးပြီးမှအယောင်းတင်တာမို့လို့ပါကျွန်တော်ဘယ်တော့မှအလုပ်တစ်ခုကိုကျွန်တော်ဒီပြီးစောတယ်မလုပ်ဘူးမင်းလည်းခဲပြစ်မလုပ်ဘူးကျွန်တော် brand ကျွန်တော် quality ကိုကျွန်တော်ထိန်းနေကျွန်တော်တိဆောက်ထားတယ်ကျွန်တော် platform ကိုကျွန်တော်တိဆောက်ထားတဲ့လူမဟုတ်လို့ပါပေါ့နော်ကျွန်တော်မနေ့တနေ့ကမှလည်းကားလုပ်တဲ့လူလည်းမဟုတ်ဘူးเนาะကျွန်တော်ကားလောကမှာရာစုဆယ်စုနှစ်တစုတိုင်အောင်ကျွန်တော်ရှိနေပြီပေါ့เนาะအဲ့လိုရှိခဲ့တဲ့လူဆိုတော့ကျွန်တော် quality ကျွန်တော်ထိန်းတဲ့ပုံပေါ့ဗျာเนาะအဲ့တော့ဒီရောင်းလာတဲ့ customer တွေတချို့ဟာကားလေးအဆင်မပြေဖြစ်ရင်ကျွန်တော်ကတောင်းပန်ပါတယ်လို့ကျွန်တော်ဒါလေးကိုပြောချင်ပါတယ်ဗျာเนาะကျွန်တော်ရဲ့ blog လေးတွေကိုစိတ်ဝင်စားရင် follow လေးနဲ့ like share လေးလုပ်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်